စာဝါဒီခက်မင်္ဂလာပါဒီနေ့ကတော့နေ့ရက်တွေဒိတ်တွေရဲ့အကြောင်းလေးတွေကိုသင်ယူတော့မှာဖြစ်ပါတယ်ရှင်နေ့ရက်ကိုထိုင်းလို့ one အင်္ဂလိပ်လို့ day ရက်စွဲကိုထိုင်းလို့ one ထိအင်္ဂလိပ်လို့ date ဒီနေ့ကို one name this day မနက်ဖြန်ကို pruning tomorrow တပတ်ခါဆိုတာကတော့ one morning the day after tomorrow မနေ့ကကို move one yesterday နောက်နေ့ကို one land next day အစိနေ့ကကို one night the day before ပြီးခဲ့သောနေ့က one till last day 9 ရက်နေ့ကို one till five day အားလရက်ကိုကြတော့ one week holiday လကိုကြတော့ duan month ဒီလပေါ့နော်ဒီလကိုဆိုရင်တော့ duan mean this month နောက်လာမယ့်လပေါ့နော်အဲ့နောက်လကို duan na next month နှစ်ကိုဆိုရင်တော့ P လို့ခေါ်တယ် year ဒီနှစ်ကိုကြတော့ P me this year နှစ်ကိုကြတော့ P my new years အဲ့လိုခေါ်ပါတယ်အတန်အတွက်အနေထားများမှားခဲ့တယ်ဆိုရင်လည်းပဲပြန်လည်ပြင်ပြလို့ရပါတယ်ရှင်ခေါ်ပုံခကျေးဇူးတင်ပါတယ်ရှင်